ဒီကဟိုလားဒီကတော့အခုလောဆယ်ဘယ်လောက်ထားတာဒီကလောဆယ်အဲ့ကမှကျွန်တော်9လုံးထားတော့အလျှောက်ရင်ဝင်ပေါက်နဲ့ဒါနဲ့အကျုံ9လုံးကျွန်တော်ထားရတော့ဒီကချမ်းလာ9လုံး10လုံးနှစ်နေဟိုရဲဘော်တွေဟိုဘက်ထောက်ပြန်မှာအေးလည်းလေးပြပြီးတော့ညာလေးပါပြလိုက်9လုံးအားလေးကျန်နိုင်တော့တို့ဒီနိုင်ငံကြီးရှိရဲ့ဝင်ပေါက်တွေပုံလုံးနဲ့သင်ထားပြီးသွားတယ်အကောင်တွေဒီဘက်ကတော့မှာတော့ဟိုကထောင်ထားရတာပါအဲ့ဒါထောင်ပါကျွန်တော်ကဟိုဘောင်ထားတယ်ဒီဘောင်ပဲရှင်းရတယ်စုံလန်းကျွန်တော်တို့ဒီစုံလန်းဖက်လာတယ်ကိုယ်တတိထောင်းနော်အဲ့နာမှာခုနချထားနော်အဲ့နာမှာနော်အဲ့နာမှာချထားရနော်ဒီဘက်မှာဆက်နေတော့တရားနာတယ်ပါပဲရှိရတယ်ဟုတ်လားအဲ့လောက်ပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့စုံလန်းဖက်လာနေဒီရွာသားတွေပြန်ရှောင်းနေကြတယ်ဆိုတော့ခဏမဲ့ရှင်းရတယ်အဲ့ဒီလမ်းကြီးကျန်တဲ့ရွာသားတွေကတော့ဟိုကလူဟိုကဒီခါလိုနေနေမှာအမှားတော့ကျန်တဲ့မှာတော့အဲ့ဒီလမ်းကြီးပြေးတယ်အဲ့ဒီအမရောလာရတော့ဟိုကအတားပြီးဆိုနေရတယ်ဟိုရှိတဲ့9လုံးကိုလေကျွန်တော်တို့ပြန်ပြီးတော့ဒီစုံမယ်ဆိုတော့မှထောင်းနေတာနော်အလွတ်ထားတာကြည့်ရနော်မရတော့အများကြီးကတိတ်တာလုံး3လုံးတော့ဒီလေးဟုတ်ပြီအဲ့ဒါလုံး25လုံးအလုံးထပ်လုပ်လိုက်ထပ်လုပ်ပြီးတော့9လုံးတော့အလွတ်ထားတာကိုစုံလန်းဖက်လန်းမှာပြန်ပြီးတော့အေးအဲ့9လုံးအဲ့ပတ်တယ်လားမပါအေးဒီကစီးဆိုးနေတယ်တော့ဟိုနာပါနေတော့အဲ့ဒီပြင်တော့ဒီဘက်ထဲဟိုပြီးသွားလို့ရှိရင်ဒီဘက်ထဲဟိုမလာခိုင်းနေတော့လေဒါပြီးတော့ဒါလူတူတယောက်မှမထားဘူးဟိုကလည်းတက်လိုက်ဟိုကလူကကိုမေကိုလိုးဖောင်းနေကြည့်မအေးလိုးဖောင်းနေအဲ့ဟမ်ကတိတုံးနဲ့ကောင်းတယ်ညာနှစ်ကလေးချီးနေမှာဒီနေ့မှလည်းဟိုကအလုံးနေရကြီးကအလုံးနေရထားရောက်လာတယ်ရောက်နေတယ်အမောင်ကပပလက်တော့တော့ခေါ်လာစစ်တာအမောင်ကတော့ပပလက်ထားလိုက်ရကျွန်တော်ထပ်ပြီးတော့ဆင်ရမှာအခုဒီဖုန်းကြီးကြောင်းဒီဟိုဒီအရှိဘက်နေထွက်အရှိဘက်ရက်ကိုထပ်ပြီးတော့ပတ်ချပြီးရတယ်အဲ့ဒါဘန်တစ်ချောင်းရှိတယ်အဲ့ကန်တော့ဘယ်တော့ဟိုတော့မင်းလည်းကတော့လာပါတော့မို့ဆိုလည်းနိုင်နေလိုင်းစူလိုက်တယ်လည်းလာလို့အဲ့ဘက်တစ်ချမ်းဆက်ထောင်းအဲ့ဒီကွက်လေဝက်ဆက်စောစောထုံထွက်ညောင်လေးခုရှိတယ်အဲ့ညောင်ရုံးမှာချလိုက်တော့တော့လမ်းတော့သိပါဒီနေ့တော့အပြီးလောက်ရတယ်နော်ဟုတ်ဒီနေ့ကရောင်းလုံးနေတာဆက်ပါဆေးလာရေးတော့မတော့ဒါပြီးသွားတယ်ဟိုလာစကားကောင်းနေတဲ့နားကြောင်းကြတာဒီတော့ကိုဆက်နေပြီနွားရည်လူလေးနဲ့နွားရတော့အကုန်လုံးကဒီရောက်တင်ခတ်လိုက်ပြီပြီးတော့နွားရတော့အကုန်လုံးဒီရောက်တင်ခတ်လိုက်ပြီဟုတ်ဒီတက်ကလူတွေဆိုတာတော့လာကိုယ်ကတော့ကိုယ်မိုင်းနေတယ်နော်အဲ့တော့တော့လာဘူးပြောရတယ်ပြောတော့ဒီမှာတော့မှာသူတို့ချင်းတော့ပြန်ပြီးတော့တင်ပို့မှာပေါ့အဲ့တော့ခုနလောဆယ်ပဲလုံးပြန်ငါလုံးငါလုံးကျန်ငါလုံးဒီလမ်းကိုပေးတော့ဒီလမ်းကိုပေးတော့ဟုတ်လားအဲ့ဒီမှာငလုံးမှာတော့ထောင်လာနော်ဒီလမ်းကိုပေးတော့ဒီပဲညောင်းဒီလမ်းကိုမတော့အဲ့ချာအဲ့မှာအဲ့ရကြီးတယ်ဝါထားခဲ့လိုက်ဂန်းထားခဲ့လိုက်ထောက်လိုက်ပါအဲ့လမ်းကြောင်းကိုဒီလမ်းကြောင်းကိုပြီးတော့အမှတားလို့ညနေလို့ထောင်တဲ့နေရာကိုအတိအကျလိုက်မရိုက်နဲ့လေတော်ပြီလေးလို့ကွာထောက်လာ
ညာမှာဒီလိုလာနေထားနေရနော်မြို့လာချက်စားတယ်အဲဒီတော့လေးလေးကိုအားနေတယ်ပြောင်းတိုင်းသားရဲ့တဲကျိုးသားတာ ဒီထဲမှာ AR တိုင်းသား2ယောက်ပါနော်အမေတို့မင်းမပြောရ ဆရာနဲ့ကျွန်တော်နဲ့ AR တိုင်းသား2ယောက်ပါတယ်မင်းအမေတို့မပြောသူတို့ပြောထားတယ်နှစ်ခုကမှရက်ခု AR တိုင်းသားငါဆရာဆော်ကားတာပါဆရာ Ram met ook toedeling met toch. တရားဆိုအားရမဟုတ်ဘူးမင်းသူ့ကြောင့်လည်းငါတို့ဘယ်တော့ပုံတက်နေစင်လို့လေမင်းခိုင်းပြောရခဏမမြတ်ပိုင်လာကုန်တာပန်းလို့လား Toedeling met toch dat er voor ja voor gaan doen. အဲ့စီဝါရရမှာလေဒီလိုသတိရမှာတိုင်းပိုင်နေဒီထုတ်နေမှာဘက်6တန်းလို့ဘက်10တန်းလို့လည်းအဲ့တော့နီးရတော့တော့တန်းကြီးတော့ရှိတယ်ကျွန်တော်တက်လိုက်နေမှာလေးအကျော်ပစ္စည်းထက်ရောက်လို့ရှိရင်ကျွန်တော်ပြောတဲ့အဲ့ဖို့ဒီဇာတိပဲအချမ်းဝင်ပေါ့ညောင်လေးကိုထပ်ပြီးတော့ထည့်လိုက်အဲ့မင်းအားလို့ရှိရင်ပစ္စည်းလာလို့ရှိရင်ဟိုတဲ့ကြီးလေးကြီးတဲ့ဘေးနားကတော့မလို့ချွိချွိမဟုတ်အဲ့ဒါလေးရှိသေးတယ်ဗီဒီယိုမှတ်တမ်းလေးရှိသေးတယ်တဖြည်းဖြည်းတောက်ကြရင်ဝင်မျှမယ်အဲ့ဒါလေးတွေကဒီလာလာလို့ရှိရင်ဒီညောင်းကိုထည့်ဒီလာလာလို့ဟုတ်တယ်ဒေတာလာလို့ရှိရင်ဒီနေရာကွက်တီပဲနော်ဒီမြောင်းနဲ့ဒီတဲကိုလေဒီလာလာလို့ရှိရင်ဒီညောင်းနဲ့ကိုဆက်ပြီးတော့လက်ဆက်အောင်လို့ကြောင်းလို့ဆင်းသွားရင်လူဝင်ပြီးတော့ဆက်ဖြစ်လာဘုမထိလာအဲ့ဒါအခုသူတို့တွေဟိုဒါသူတို့တာပူးနေတယ်တာပူးနေတော့အခုဆိုသူနဲ့ထိတာဘယ်လိုလဲကိုထိတာ3ရက်ပဲရှိတော့ဖတ်တယ်ဘုံကပတ်ထားလိုက်ဟိုလာရွေးကြလိုက်